အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုတော့ကျွန်တော်တို့စပိန်အသင်းနဲ့အာဂျင်တီနာအသင်းတို့ရဲ့ကမ္ဘာဖလားဖိုင်နယ်ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်တို့ဆွေးနွေးကြပါတယ်ဒီတော့အာဂျင်တီနာနဲ့စပိန်တို့ပွဲစဉ်ကပွဲကြီးပွဲကောင်းဖြစ်မှာအာဂျင်တီနာကလည်းတကယ်ကိုလက်ရှိချန်ပီယံဖြစ်တယ်ပြီးတော့ဒီပွဲစဉ်တွေမှာဆိုလဲကျွန်တော်တို့ပွဲစဉ်မိနစ်120တိသွားခဲ့ရတယ်ကျွန်တော်တို့ပြီးရင်နောက်ကျဂိုးတွေနဲ့နိုင်ရတယ်ဆိုပေမဲ့လည်းလက်ရှိချန်ပီယံကောင်းဆိုတဲ့ပုံစံကောင်းတစ်ခုကိုကျွန်တော်ပြသထားတယ်လို့ပဲပြောလို့ရတယ်ပြီးတော့စပိန်အသင်းကိုကြည့်မယ်ဆိုလဲသူတက်လာတဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့32သိန်း16ပြီးတော့ကျွန်တော်တို့ကွာတာဆင်မီဒီစင်းတွေသူတို့ပြန်ကြည့်မယ်ဆိုလဲစပိန်အသင်းကမိနစ်120ထိကိုတပွဲမှမသွားရဘူးသူတို့စဉ်းစားကြည့်မယ်ဆိုရင်ပရိုဂီအသင်းဆိုလဲသူတို့မိနစ်90လောက်မှာနောက်ကြကိုနဲ့ကျွန်တော်တို့နောက်ပိတ်ဆုံးအသက်ကွက်ကိုနဲ့နိုင်ရရှိသွားတယ်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုလဲဒီဘယ်ဂျင်နဲ့ပွဲမှာဆိုလဲမာရီနိုနဲ့ဂိုးတွေနဲ့နိုင်ရရှိခဲ့တယ်ဒီတော့စပိန်အသင်းကလည်းပုံစံကောင်းတစ်ခုရနေတယ်ပြီးတော့ပေးဂိုးတွေလည်းနဲထားတဲ့အသင်းလို့လည်းပြောလို့ရတယ်အဲ့တော့အာဂျင်တီနာအသင်းရဲ့ပြဿနာပါရှိလဲဆိုအာဂျင်တီနာအသင်းကပေးကိုတွေများရတယ်ပေါ့နော်ကျွန်တော်တို့ကာဗာဘဒီလို့အသင်းမျိုးဆိုတာအာဂျင်တီနာကို2ဂိုးလောက်ပြန်ပြီးသွင်းနေတာတို့အီဂျစ်ဆိုတူစီနဲ့ဥဆောင်ကြီးမှာအာဂျင်တီနာပြန်လိုက်ကစားရတဲ့အခိုက်အတန့်နေဆိုတော့ဒါမြင်တွေ့ခဲ့ရမှာလည်းဖြစ်တယ်ဒီတော့ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကစားသမားတွေပြန်ဆိုင်မှုပေါ့နော်မက်ဆီနဲ့ရမဲရိုရဲ့ပြန်ဆိုင်မှုကဘယ်လောက်ထိဒီပွဲစဉ်တွေရဲ့အကျွတ်သောနေရာတွေရဲ့အဖြေဖြစ်လာမလဲဆိုတာကလည်းဒီပွဲမှာစောင့်ကြည့်ရမယ်အဓိကတော့ရမဲရဲ့အခုလှုပ်ရှားပုံတွေကျွန်တော်တို့ပြီးခဲ့တဲ့ပြည်တဲ့ပွဲမှာဆိုပြည်တဲ့တည့်ရတဲ့အတိုင်းပဲကူကူရဲလာဖြတ်တင်ပြလိုက်တဲ့ဘောလုံးကိုကျွန်တော်တို့တစ်ဖက်ပြည်တဲ့နောက်တန်းဖြတ်ပင်မဲ့ရမဲဝင်တိုးပြီးပယ်နယ်တီယူသွားတဲ့အခိုက်အတန့်ဒီဒါဒီတချို့သော level ရှိတဲ့ကစားသမားတွေဒါလုံနိုင်တယ်လို့ပဲကျွန်တော်ကတော့တင်မိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအနေထားတွေပြီးတော့မက်ဆီလိုအာဂျင်တီနာမှာရှိနေတဲ့ကစားသမားမျိုးကလည်းကျွန်တော်တို့သိရတဲ့အတိုင်းပဲဘယ်ပွဲမဆိုလုံးဝအကွက်မမြင်ဖန်တီးပေးမှုတွေကလည်းကောင်းလိုက်တာဆိုတာလုံးဝတိကျမှုတွေရှိတယ်ဒီတော့ဒါတွေကလည်းဒီပွဲစဉ်တွေရဲ့အဖြေတွေဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီကစားသမားတွေကိုထိန်းချုပ်မဲ့ကစားသမားတွေမရှိဘူးလားဆိုတော့ကျွန်တော်တို့စပိန်မှာရောအာဂျင်တီနာမှာလည်းရှိတယ်ဒီတော့ဒီကစားသမားတွေရောဘယ်လောက်ထိဒီမက်ဆီတို့ရမဲတို့ထိန်းချုပ်နိုင်မှာလဲဆိုတဲ့ဥစ္စာလေးလည်းစဉ်းစားစရာပဲပြီးတော့စပိန်ရဲ့ကွင်းလဲမှာဆိုလဲရိုဒီတို့လိုဘလိုမလို့ကျွန်တော်တို့ကွင်းလဲမှာတကယ်ကိုချစ်လက်တဲ့ကစားကွက်တီးဆောင်နိုင်တဲ့ကစားသမားတွေရှိတယ်ရိုဒီဆိုလဲတကယ်ကိုကွင်းလဲကိုအကောင်းဆုံးထိန်းချောင်းနေရလို့လဲမြင်တယ်ပွဲစဉ်တော့ရှော့အကောင်းဆုံးပုံစံပြသနိုင်တယ်အဲ့ဒီအချိန်မှာအာဂျင်တီနာကွင်းလဲမှာဆိုလဲကျွန်တော်တို့မက်အလက်စ်ခေါ်လို့လို့အန်ဆိုဖာနက်တက်တို့လိုကစားသမားတွေရှိတယ်ဒီတော့ပြီးတော့ဒီဘောတို့လိုကစားသမားတွေဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကွင်းလဲပြန်ဆန်မှုတစ်ခုကိုမြင်ရမယ်လို့လည်းကျွန်တော်တို့ထင်မိတယ်နောက်တစ်မှဆိုလဲကူကူရီရာလို့ဒါလာဘော်တေတို့လိုပြီးတော့ပိုရိုလိုတခြားသောကစားသမားတွေရှိတယ်ဒီတော့အာဂျင်တီနာနောက်တန်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလဲပြည်သက်တည်းရဲ့အတိုင်းပဲရိုမဲရိုတို့မာတီနက်တို့ဒါမူလီနာတို့ဒီလိုမျိုးကစားသမားတွေရှိနေတော့ဒီလိုမျိုးပြိုင်ဆိုင်မှုတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါကူကူရီရာဆိုနောက်တန်းကိုတိုက်ဆက်ပါလိုက်ပါပြီးကစားပေးနိုင်တဲ့ကစားသမားလို့လည်းဒါပြည်သက်တွေမြင်တွေ့ထားရတာလည်းဖြစ်တယ်ဒီတော့ဒါတွေရဲ့အပြောင်းလဲတွေပေါ့နော်ပြီးရင်တကယ်ချိန်နောက်လုပ်ပြီးတော့အပြောင်းလဲလုပ်မဲ့မိနစ်60နောက်ပိုင်းနီးပြတွေရဲ့အဖြေတွေကလည်းထောက်ကြည့်ဖို့ကောင်းတယ်ဒါအာဂျင်တီနာဆိုကျွန်တော်တို့ပြီးခဲ့တဲ့အင်္ဂလန်နဲ့ပွဲဆိုဒါမွန်တာရိုမာရီနာတို့ဘာလို့ကစားသမားတွေထည့်ပြီးသူတို့ရဲ့ဂိုးတွေနဲ့ပဲဒါနိုင်ရရှိသွားတာမက်ဆီရဲ့အကွက်မြင်ဖန်တီးပေးမှုတွေကလည်းဒီပွဲမှာခရချခဲ့တယ်ဒီတော့ဒီအပိုင်းတွေမှာဒီလိုပွဲကိုအလဲပြောင်းလုပ်နိုင်မဲ့ကစားသမားတွေအာဂျင်တီနာမှာလည်းရှိတယ်စပိန်မှာဆိုလည်းကျွန်တော်တို့ကွင်းလဲမှာမက်ကေမာရီနိုတို့ကစားသမားတွေဒါဝင်လာပြီဆိုရင်သူဒါအလဲပြောင်းလုပ်ပါနှစ်ပွဲပေါ့နော်ဒါပြည်သက်တွေမြင်တယ်နှစ်ပွဲတိတိလောင်လောက်သွားတာဆိုတော့ဒီကစားသမားတွေအလဲပြောင်းအဖြစ်တွေကလည်းကြောက်ဖို့ကောင်းတယ်ဒါကနီးပြတွေရဲ့အားပြိုင်မှုတွေပေါ့နော်မိနစ်60နောက်ပိုင်းနီးပြတွေရဲ့အားပြိုင်မှုတွေကလည်းဘယ်လောက်ထိပွဲကိုအဖြစ်ဖြစ်လာမလဲပြီးတော့နီးပြတစ်ယောက်ရဲ့အားပြိုင်မှုကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလဲတစ်ယောက်က proactive နီးပြမျိုးတစ်ယောက်ကဒါ reactive နီးပြမျိုးလို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဒါ Luis de la Fuente ကတော့ဒါ proactive နီးပြလို့ပြောလို့ရတယ်ဒါ Lionel Scaloni ကတော့ဒါ reactive နီးပြပြီးတော့သူကflexible နီးပြပေါ့နော်အချိန်တောင်ကစားကွက်ကိုချက်ချင်းချိန်တောင်လုပ်တဲ့နီးပြလို့လည်းကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒီတော့ဒီတီးပြတစ်ယောက်ရဲ့အားပြိုင်မှုတွေကဘယ်လောက်ထိပြန်ဆိုင်မှုတွေရှိလာမလဲဆိုတာလေဒီပွဲစဉ်တွေမှာဒီပွဲစဉ်တွေရဲ့အဖြေတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတွေကလည်းတော်တော်စောင့်ကြည့်စရာကောင်းပါတယ်ဒီတော့ညီကိုရဲ့အမြင်ကတော့ဒီပွဲစဉ်မှာဘာတွေဖြစ်သွားနိုင်မလဲအာဂျင်တီနာကပဲကျွန်တော်တို့ကမ္ဘာဖလားချန်ပီယံနဲ့တက်ဆက်ရပြီးတော့မက်ဆီရဲ့တမိုင်းဝင်တစ်နေ့ကိုပိုင်ဆိုင်သွားနိုင်မလားဒါမှမဟုတ်စပိန်ကပဲဒီခိုက်တန်းကိုဖြတ်သွားနိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတာဖြစ်ပါတယ်ညီကိုရဲ့ဒါသဘောတွေဘယ်လိုဆန္ဒတွေရှိလဲဆိုတာလည်း comment ပေးကြလို့ရပါတယ်ကျေးဇူးပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်